ကမ်ဘလူးမှာအသက်16နှစ်အောက်လူငယ်2ဦးအပါအဝင်6ဦးအသက်ခံရစကိုင်းတိုင်းကမ်ဘလူးမြို့နယ်မှာစစ်တပ်နဲ့ပြည်သူစစ်တွေကစင်ကူးမြို့နယ်ရွှေမော်ကနေပြန်လာတဲ့ငပြောတိုင်းရွာသား9ဦးကိုဖမ်းဆီးနှိပ်စက်ခဲ့ပြီးအဲ့ဒီက6ဦးကိုတော့မိရှုတပ်ဖြတ်ခဲ့တယ်လို့ပြန်လဲလွတ်မြောက်လာသူတို့ရဲ့ပြောဆိုချက်ကိုကျွန်းလာကမ်ဘလူးတက်ကြလှုပ်ရှားသူများအဖွဲ့ကကိုကားပြီးစက်တင်ဘာလ15ရက်နေ့ညပိုင်းမှာထုတ်ပြန်ပါတယ်လွတ်လာသူရဲ့ပြောဆိုချက်တွေအရရွှေမော်လုတ်ကွက်ကနေအလုတ်လုတ်ပြီးပြန်လာတဲ့ငပြောတိုင်းရွာဒေသခံအမျိုးသား9ဦးဟာကမ်ဘလူးမြို့နယ်ရေဦးရွာနဲ့ဘူးကုန်းရွာကြားဘူးကုန်းလမ်းခွဲစေးရမှာစစ်တပ်နဲ့ပြူစောသီးတွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတာလို့သိရပါတယ်ရေဦးနဲ့ဘူးကုန်းရွာကရွှေဘိုမြစ်ကြီးနားလမ်းပိုင်းပေါ်စင်ကူးမြို့နဲ့42မိုင်ဝန်းကျင်လောက်ပဲကွာဝေးပါတယ်တေဆုံးခဲ့တဲ့6ဦးဟာစက်တင်ဘာလ9ရက်နေ့ကနေ12ရက်နေ့အထိ4ရက်ကြာဖမ်းဆီးနှိပ်စက်ခံခဲ့ရပြီးလက်ပြန်ကျိုးတုပ်ကားတာယာတွေနဲ့အရှင်လက်မိရှုတက်ခံရတာလို့သိရပါတယ်ဒီဖြစ်စဉ်ကနေလွတ်မြောက်လာသူတို့ဖြစ်တဲ့အသက်15နှစ်အရွယ်မောင်မောင်အမိလွဲရဲ့ပြောပြချက်အရတပ်ပစ်ခံရတဲ့သူတွေဟာဦးစိုးတင့်45နှစ်23နှစ်အရွယ်ကိုချစ်သေးမောင်23နှစ်အရွယ်ကိုတန်းစော်18နှစ်အရွယ်ကိုရီဝေမိုးနဲ့မိုး16နှစ်အရွယ်မိုးတက်ခအပါဝင်ချမ်းဖြိုးဝေ14နှစ်တို့ဖြစ်တယ်လို့သိရပါတယ်ဒီအသက်ခံခဲ့ရတဲ့သူတွေဟာစင်ကူးမြို့ကရွှေမော်လောက်ကွက်ကနေသူတို့နေထိုင်တဲ့ကမ်ဘလူးမြို့နယ်ငပြောတိုင်းရွာနဲ့56မိုင်သာကွာဝေးပါတယ်အသက်ခံခဲ့ရတဲ့သူတွေအလုလုပ်ခဲ့တဲ့စင်ကူးမြို့ကရွှေမော်လောက်ကွက်ဟာသူတို့နေထိုင်တဲ့ကမ်ဘလူးမြို့နယ်ငပြောတိုင်းရွာနဲ့56မိုင်သာကွာဝေးပါတယ်စစ်တပ်နဲ့ပြူစောသီးတွေကရွှေဘိုမြစ်ကြီးနားဖြူဟာလမ်းပိုင်းကိုစိုးမိုးနိုင်ဖို့ကမ်ဘလူးမြို့နယ်ထဲကနေရာတွေကိုစစ်ကြောင်းထိုးနေတယ်လို့ရေကြီးဦးနဲ့ဘူးကုန်းရွာလမ်းခွဲဇီးကုန်းမလဲလမ်းစုံတို့မှာအင်အားတိုးချဲ့ပြီးတဆွဲထားတယ်လို့သိရပါတယ်ဒေသခံတွေအပါအဝင်ရွှေဘိုမြစ်ကြီးနားလမ်းပိုင်းပေါ်ဖြတ်တန်းသွားလာမဲ့သူတွေအနေနဲ့အထူးသတိထားသွားလာကြဖို့ကျွန်းလာကမ်ဘလူးတက်ကြလှုပ်ရှားသူများအဖွဲ့ကတတိပေးထားပါတယ်ပြီးခဲ့တဲ့ဩဂတ်လမှာစစ်တပ်ကမြန်မာနိုင်ငံအနှံ့တွေရထားပြည်သူပေါင်း225ဦးတပ်ဖြတ်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ဝန်ကြီးဌာနကဒီလစက်တင်ဘာမှာထုတ်ပြန်ထားပါတယ်